ဒီနေ့ကတော့ဘိုက်ခွေးနှမ်းပြီဟေးဓာတ်မောက်ကောင်းကောင်းမစားတာလေတော်တော်ကြာပြီရှင်ကျမဓာတ်မောက်တွေကလေဈေးရန်တက်သွားတယ်ပြီးတော့လေမတန်တော့သလိုခံစားရတော့ကျမဝယ်မစားတာကြာပြီပေါ့နော်ဒီနေ့ကောင်းလိုက်ရမြန်မာဓာတ်ပေါက်ကနေပြီးတော့ကျမစီကိုမေတ္တာလက်ဆောင်လေးပို့လာတာကျမဒီနေ့စားကြည့်ပြီးတော့ review ပေးမယ်လို့ခုနဗီဒီယိုမှာကျမတင်ထားတာဒီမှာလေကျမစားနေရကွယ်ကျမရောကျမညီမလေးရောတော်တော်စားကောင်းတယ်ကျမတို့နှစ်ပူးရဲဖွင့်တာပေါ့နော်လေလင့်သွားမှာဆိုလို့အရင်ဆုံး review လေးပေးမယ်ဆိုပြီးတော့ကျမကနှမ်းနဲ့သမင်းရောဓာတ်မောက်ကောနှစ်ခုလုံးတလက်စီစားကြည့်ရတော်တော်လေးစားကောင်းတယ်အဓိကလေကျမကလေဟင်းရင်ကြိုက်တဲ့သူမဟုတ်လားမသိဘူးလေချမောင်ဟင်းလေးကတော်တော်လေးကောင်းတာပါဘာလို့လဲဆိုတော့လေအဖြစ်ချတာမဟုတ်ဘူးတကယ်ကိုဓာတ်ပေါက်နဲ့တွဲပြီးစားလို့ရတဲ့ချမောင်ဟင်းကိုလက်ရကောင်းကောင်းနဲ့အစ်စ်မီမီလေးအမကတေချာလေးချက်ပေးထားရရှင်ပဇွန်ကြောက်ငပြာရည်ကြောမကြီးကြီးစိမ့်ယူပေါ့နော်ပဇွန်ကြောက်လေးနဲ့ကြော်ထားတာလေးရဲ့ပြီးတော့ကြက်သားဟင်းချက်ထားတာလေးတွေကလေတကယ်ကိုစိုင်ကြီးရလေအရသာအတိုင်းတကယ်ကောင်းတာပါကျမကလေအရှိဗီဒီယိုတွေမှာလည်းကျမတကယ်လက်ရကောင်းမှညှို့ပေးမယ်ဆိုတာရှင်တို့လည်းတွေ့မှာပါပြီးတော့အမကရန်လည်းပြောထားတယ်မကောင်းရင်လည်းမကောင်းပြောကောင်းရင်လည်းကောင်းတယ်ပြီးသူတို့လက်ခံပါတယ်မကောင်းရင်မကောင်းတာပြောပလိုက်ဆိုပြီးပြောထားတာအမတို့ကလည်းစိတ်မဆိုးဘူးပေါ့နော်ကျမစီတော့ beauty အစစ်စစ်လေးလိုချင်ပါတယ်ဆိုတာကျမကလေတကယ်ကောင်းမှကောင်းတယ်ပြောတာမကောင်းရင်မကောင်းပြောတဲ့ကြောင့်မလို့ကျမ line ပေါ်မှာတော့ပွဲစုနေတာကွယ်အခုကျမကောင်းတယ်ဆိုရင်ရှင်တို့ယုံလိုက်တော့ဒီမှာ KLY ဆိုတဲ့စိတ်နဲ့ကောင်းလိုက်ရပါတော့သူကမြန်မာဂျမ်ပေါက်အလှပွဲတွေဘာတွေမှာလဲသူကအော်ရာလေးတွေလုပ်ပေးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့အဲ ready made အထုပ်ကလေးနဲ့သူကကိုယ်စလဲလေးပေးတယ်လက်လီလက်ကားလေးရတယ်ကျမလိပ်စာကလေးတွေကိုအပေါ်မှာ screenshot လေးနဲ့အတူတူတင်ပေးထားပါတယ်။စားနေတဲ့အချိန်မှာတော့ကောင်းလုံးလို့ဘာစကားမှတော့မပြောနိုင်တော့ဘူး။အရသာတွေအကုန်လုံးတကယ်ကောင်းတယ်။ကျမကတော့လေရှာရှည်ပြီးတော့အထုပ်တွေအကုန်ဖောက်လိုက်တာပေါ့နော်။အထုပ်ကလေးဆိုရင်ကျမတို့လေခရီးဝေးသွားမလားနိုင်ငံခြားကိုပို့မလားဒါမှမဟုတ်ကျမတို့အိမ်မှာပဲ ready made ထုပ်ကလေးနဲ့လက်ဆောင်ပေးဖို့ဝယ်ထားမလားဘယ်လိုပဲဖြစ်လေထုပ်ကလေးတွေကလေတကယ်ရတာရှိရယ်တကယ်ရတာရှိတာတကယ်စားကောင်းတယ်။ဇမ်ဘောက်တွေဘာတွေအော်ရာမှာမယ်ကိုယ်စလဲယူဖို့လိုအပ်မယ်ဒါမှမဟုတ်လက်လီပဲအားပေးမယ်ဆိုလို့ရှိရင်တော့ကောင်းလိုက်ရအမကိုဆက်သွယ်လိုက်ပါရှင်အပေါ်မှာကျမလိပ်စာလေးတင်ထားပေးတယ် TikTok အကောင့်ကနေလည်းတွားရောက်ပြီးတော့ဆက်သွယ်လို့ရပါတယ်ဖုန်းဆက်ပြီးလည်းဆက်သွယ်လို့ရပါတယ်ရှင်အားလုံးပဲရွှေလန်းချမ်းမြေပါစေတက်တာ